တေချင်တဲ့ကြာတော်ပြောင်းဆိုသူလိုမျိုးပဲဇနီးမောင်နဲ့နေရာကမြို့ပြတ်မှာနေရတာပြေးလို့ဆိုပြီးမြို့ပြင်ပြောင်းနေတာမှာကြောက်စရာကောင်းတဲ့ဖြစ်ရတဲ့တွေ့ကြုံရတဲ့ဒီတတိယဘုဇာကားကြီးနဲ့ကျွန်တော်ဒီလိုမျိုးဆက်ပြချင်ပါတယ်ဒီစကားလေးရဲ့အကျုံပြောရမယ်ဆိုရင်ယူဝါဒဇနီးမောင်တဲ့နေရာကမြို့ပြတ်မှာနေရတာညီငွေလို့ဆိုပြီးမြို့ပြင်မှာအင်တစ်တလုံးကသွားပြီးတော့နေကြရတယ်အစာပိုင်းမှာတော့ဒါမယ်လို့ထင်ရပြင်ကြာလာတဲ့ခါမှာဒီဘဝင်းကြီးရာလူကသူ့အမြင်တပြူးနဲ့ကြည့်ရတယ်သူတို့ကလည်းနေရတာအဆင်မပြေတယ်လို့ဖြစ်လာတယ်ကွာဒါကြောင့်ပဲလိုက်ဆောင်ခံလိုက်တဲ့အခါမှာဒီဘဝင်းကြီးရာလူတွေကိုလိုက်နဲ့စားတောင်းပြီးတော်သူကြီးရှိတယ်ဒါတို့သူကြတဲ့အခါမှာရောင်းနောက်ကျသွားပြီဘာကြောင့်လဲဆိုတော့ဒီတော်သူကြီးကသူတို့ကိုတက်ဖို့အတွက်လည်းလာနေကြတယ်ဒါကြောင့်ပဲဇလန်လေးရဲ့ဆုံးသက်မှာလူတွေကိုတက်ဖြတ်နေတဲ့တော်သူကြီးကပါလဲတော့ပြီးအေးချမ်းချမ်းနေကြလို့ကြောင်းရှိလာတဲ့ဒီဇနီးမောင်တဲ့အနေနဲ့ဒီလိုအငယ်ဆိုကြီးနဲ့တွေ့ကြုံရတဲ့အခါမှာအသက်ရှင်တဲ့ဘယ်လိုမျိုးတွေကြောင်းထွက်သွားမလဲဆိုတော့ကျွန်တော်တို့ဒီနေ့တစ်နေ့ကြည့်ရမယ်တရင်ကြီးကိုစကားကောင်းပြောပြပါတယ်ဗျဒီကားလေးရဲ့နာမည်ကဟုတ်တယ်ဖလို့အမိရပြီးတော့ဒီကားလေးရဲ့စာလို့ကိုချင်းနေဝင်မှာကျွန်တော်တို့သွားပြီးကြည့်ရှုလို့ရမှာပါပြီ Facebook နဲ့ YouTube ဆို comment လေးနဲ့ဝင်ပြီးတော့တော်တော်မှဆိုနေမှာမရှိတဲ့ညနေကိုကြည့်ရှုလို့ရမှာပါပါတယ်အကယ်၍ဆိုတာဗီဒီယိုမှာမကြည့်တော့ဆို comment မှာ high ခဲ့ပြီးတော့ကျွန်တော် channel လေးပြချပေးပါဗျာကျွန်တော် channel ကဒီလိုပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပြီးတော့ကြောင်းကျွန်တော်ကျေးဇူးထူးတင်ရှိပါဗျာ